င်္ဂလာပါအောက်ဖက်ပြီးရန်ကုန်ကနေပြီးတော့ချိုးလိုပါတယ်ခင်ဗျဘာတွေရှိသေးလဲဘာတွေကြံသေးလဲဘာတွေရသေးလဲလို့မေးနေတဲ့ customer တွေကိုရှိတာတွေရတယ်ပြပေးမယ်ကျွန်တော်အခုရောင်းပေးမှာကစစ်သားပဲဖြတ်အလူမီနီယံပဲဖြတ်လို့ရတဲ့ကာဘိုက်သွားတွေကျွန်တော်ပြပေးမယ်ပထမဆုံးအနေနဲ့အသွား60ပါတယ်တစ်သားဖြတ်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ Fonda တစ်စိမ့်နဲ့နော်ဒီမှာ6လမ်းမှာအသွား40ပါတယ်40တီနော်အလူမီနီယံဖြတ်နော်ဒါအလူမီနီယံဖြတ်ဆိုရင်တစ်သားဖြတ်လို့ရတယ်ပြဿနာမရှိဘူးဒီကောင်ရှိတယ်ပြီးဒီကောင်လည်း6လမ်းမှာပဲဒီကောင်က60တီသူလည်း Fonda တစ်စိမ့်လေးနဲ့လာမယ်နော်တော့ကာဘိုက်သွားတွေပါတယ်အကုန်လုံးကာဘိုက်သွားတွေပါတယ်ဒီကောင်လေးက10လမ်းမှာနော်သူက100တီအသွား100ပါတယ်ဒီကောင်လေးက site ကြီးရဲ့12လမ်းမှာ100တီသွား100ပါတယ်ဒီကောင်ရမယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့14လမ်းမှာပြားတစ်စိတ်တော့ကျွန်တော်ကွန်ကရစ်ခွဲတဲ့ကောင်နော်ဒီကောင်ကြီးနော်14လမ်းမှာပြားတစ်စိတ်ဒီကောင်ကြီးရမယ်နော်နောက်တစ်ခုကကျွန်တော်တို့16လမ်းမှာပြားတစ်စိတ်ရှိတယ်ကွန်ကရစ်ခွဲတဲ့ကောင်တွေပါနော်ကျွန်တော်တို့ကွန်ကရစ်လမ်းတွေခင်းတဲ့အခါမှာခွဲတဲ့ဟာနော်လို့16လမ်းမှာပြားတစ်စိတ်ဒီကောင်ကြီးရှိမယ်နော်โอเคကျွန်တော်အခုပြပြီးတော့ရောင်းချပေးသွားတဲ့ပစ္စည်းတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Viber ဖုန်းနံပါတ်51919112ကိုမှာယူလို့ရလို့ကျွန်တော်တို့စိုင်လိုက်စာလေးကတော့အမှတ်103ပထမတက်ရှုံလုံးပြားလန့်လာသာမျိုးနဲ့ရန်ကုန်မြို့ဖြစ်ပါခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေကြီးပါ